35% အထိ scholarship တွေပေးနေတဲ့ Germany ရဲ့ ထိပ်တန်း public university တစ်ခုအကြောင်းပြောပြမယ်နော်။ Germany နိုင်ငံဟာအရေးသွေးကောင်းမွန်တဲ့ပညာရေးစနစ်ရှိပြီးတော့ visa success rate လည်းမြင့်မားတာကြောင့်မလို့ကျောင်းသူကျောင်းသားတွေကြားမှာရေပန်းစားတဲ့နိုင်ငံတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ Germany ရဲ့ public university မှာဆိုလို့ရှိရင်တော့ဂျာမန်ဘာသာစကားကိုတက်မြောက်ထားဖို့လိုအပ်တာမို့လို့အင်္ဂလိပ်ဘာသာစကားနဲ့သင်ကြားတဲ့ private university တွေကိုပို့ပြီးတော့ရွေးချယ်လာကြပါတယ်။ဒါကြောင့် Germany ရဲ့ private university တွေက35% တောင်မှ scholarship ပေးနေတဲ့ University of Europe for Applied Science ကိုမိတ်ဆက်ပေးကြပါတယ်။စာတွေ့ထက်လက်တွေ့သင်ကြားရေးစနစ်ကိုဦးစားပေးပြီးတော့သင်ကြားပေးတဲ့ University of Europe for Applied Science ကတော့ဂျာမနီနိုင်ငံအစိုးရရဲ့အတိအမှတ်ပြု private university တစ်ခုဖြစ်ပါတယ်။ဘာသာတွေအားလုံးကိုအင်္ဂလိပ်ဘာသာစကားနဲ့သင်ကြားပေးပြီးတော့ကျောင်းတက်နေရင်လည်း German language class ကိုလည်းတွဲတက်လို့ရတာမို့လို့ဂျာမန်ဘာသာစကားကိုလည်းလေ့လာနိုင်အောင်မှာပဲဖြစ်ပါတယ်။ UE ရဲ့ campus တွေကဘာလင် ဟမ်ဘတ် အိုက်ဆာလွန်စတဲ့ဂျာမနီနိုင်ငံရဲ့အချက်ချာကြတဲ့မြို့ကြီးတွေမှာတည်ရှိတဲ့အပြင်ပိုစတန်မှာရှိတဲ့ UE Innovation Hub မှာလည်း Dash Data Design စတဲ့ program တွေကိုလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ဒါအပြင်ဒူဘိုင်းမှာလည်း campus ရှိတဲ့အတွက်ဂျာမနီပညာရေးကိုအရှိအလယ်ပိုင်းမှာပါသင်ယူနိုင်တဲ့အခွင့်အရေးကိုလည်းရရှိအောင်ပါနော်။ Bachelor, Master, Foundation နဲ့ Dual Program တွေထိတက်ရောက်နိုင်ပြီး Business Management, Digital Business, Software Engineering and Design တို့အပြင်တခြား program တွေကိုပါရွေးချယ်တက်ရောက်နိုင်ပါတယ်။ဘွဲရပြီးသွားရင်လည်းဂျာမနီနိုင်ငံမှာ18လအထိဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ကိုပေးထားသေးရနော်။သင်ကြားရေးပိုင်းမှာရောမေဂျာရွေးချယ်မှုပိုင်းမှာပါအဆင်ပြေတဲ့ University of Applied Science Germany မှာ35% အထိ scholarship တွေပေးထားရမလို့ဒီနှစ်မကုန်ခင်ကျောင်းလျှောက်ဖို့စဉ်းစားထားရဆိုလို့ရှိရင်နော် September intake အမီကျောင်းလျှောက်ထားလို့ရနေပါပြီ။ကျောင်းလာခတွေဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်အပင်ပန်းခံနေကြမလို့ပဲနဲ့ FAI ရဲ့ senior consultant တွေကတေချာဆွေးနွေးပြီးတော့အကူအညီတွေပေးသွားအောင်ပါနော်။